ခရိယန်ဘာသာဆိုတာလူကိုမကယ်တင်နိုင်ပါဘူးလူကိုဘာမှမလုပ်ပေးနိုင်ပါဘူးခရိယန်ဘာသာကိုကူးကွယ်တာမဟုတ်ဘူးဒီနေ့လဝါကားတိုင်းမှာအသေးခံတဲ့သခင်ယေရှုခရစ်တော်မင်းတို့ကူးကွယ်တဲ့ဖယားကအသေးဆူးနဲ့တည်တယ်ရောမစစ်သားတွေတက်လို့တည်တယ်လူအနေဖြင့်ကတော့အဲ့လိုမြင်တယ်ဖယားရဲ့အကြံစီလူကိုကယ်တင်ခြင်းရဖို့ရန်ကဘာဦးဖယားသခင်ကကဘာဦးအခန်းကြီး9ထဲမှာနိုးအေရေလွှမ်းမှုပြီးတဲ့နောက်ပိုင်းတည်းမှာလူရဲ့အသွေးကိုငါတောင်းမယ်အဲ့ဒီအသွေးကလူတွေအပြစ်သားဖြစ်တဲ့ကြောင့်အသွေးမတွန်းလောင်းရင်အပြစ်လွတ်ခြင်းမရှိတဲ့ကြောင့်ကဘာဦးအခန်းကြီး9အငယ်4ထဲမှာအသက်တီးဟူသောအသွေး၌တကွအသားကိုမစားရဘူးလို့ပြောထားတယ်အကယ်၍တင်တို့အသက်တီးဟူသောတင်တို့အသွေးကိုငါတောင်းမည်လူတရိษံအပေါင်းတို့၌ငါတောင်းမည်ခတ်သိမ်းသောလူတို့၏မြင်းအကူ၌လူ၏အသက်ကိုငါတောင်းမည်အချင်းတို့သည်လူ၏အသွေးကိုတွန်း၏ထိုတို့၏အသွေးကိုလူလက်ဖြင့်တွန်းရမည်အကြောင်းမူကားဘုရားသခင်သည်မိမိပုံတန်နဲ့အညီလူကိုဖန်ဆင်းတော်မူ၏အာမင်ဘုရားသခင်ဟာကျွန်တော်တို့လူသားတွေကိုမိမိပုံတန်နဲ့ဖန်ဆင်းထားတဲ့အတွက်ကြောင့်လူဖြစ်ကိုဖြစ်ရမယ်အသွေးတွန်းကိုတွန်းရမယ်ရောမစစ်သားတွေတက်လို့တေတာမဟုတ်ဘူးဖယားကအပြစ်ခွင့်လွတ်ခြင်းရဖို့ယေရှုခရစ်တော်ရဲ့အသွေးကလူလက်နဲ့တက်ကိုတက်ရမယ်တွန်းကိုတွန်းပေးရမယ်လူဖြစ်စေတရိษံဖြစ်စေတမဟောင်းထဲမှာအပြစ်ခွင့်လွတ်ခြင်းရဖို့သူနွားစိတ်ဂျိုးခိုငှက်တို့ကိုတက်ပြီးမှတစ်နှစ်တစ်ခေါက်အပြစ်ဖြေတာဖြစ်တယ်ထာဝရခွင့်လွတ်ခြင်းအပြစ်နဲ့ဆိုင်တဲ့အရာခွင့်လွတ်ခြင်းရဖို့ကတော့တစ်ကြိမ်တစ်ခါပူဇော်ခြင်းအပြင်ယေရှုခရစ်တော်ရဲ့အသေးခံအသွေးသွန်းယေရှုကတေကိုတေပေးရမယ်အသေးဆူးနဲ့တေတာမဟုတ်ဘူးလူကဖြောင့်မတ်ခြင်းရဖို့တန့်ရှင်းခြင်းရဖို့အပြစ်ထက်ကနဲ့လွတ်ဖို့ရယေရှုကတေကိုတေပေးရမယ်ယနေ့ယေရှုလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီလဝါကားတိုင်းမှာအသေးတက်ပြမှအသေးဆူးနဲ့တေခဲ့တယ်ဖယားမဟုတ်ပါဘူးအဲ့ဒီတေချင်းထဲမှာလမ်းဆုံးတာမဟုတ်ဘူးရှင်ပြန်ထမြောက်ပြီးခမဲတော်ရဲ့ညာလက်ရာမှာထိုင်ပြီးမှဆုတောင်းနေတာဖြစ်တယ်ယနေ့အသက်ရှင်တဲ့ဖယားအဲ့ဒီယေရှုခရစ်တော်လက်ဝါးကားတိုင်မှာအသေးခံရခြင်းရဲ့အကြောင်းရင်းကလူတွေရဲ့အပြစ်ကိုခွင့်လွှတ်ခြင်းရဖို့တို့ရဲ့အသွေးအသက်နဲ့အသေးခံပေးခဲ့တာဖြစ်တယ်လောကမှာအဲ့ဒီလိုမျိုးချစ်တဲ့အဲ့ဒီလိုမျိုးအသေးခံပေးတဲ့အဲ့ဒီလိုမျိုးအသွေးတွန်းပေးခဲ့တဲ့ပုဂ္ဂိုလ်မရှိပါဘူးမိတ်ဆွေယေရှုကရောမစစ်သားတွေတက်လို့ဇောက်ထူးချခန္ဓာလဝါကားတိုင်မှာချိတ်ထားခြင်းခန္ဓာမဟုတ်ဘူးလဝါကားတိုင်မှာချိတ်ထားခြင်းဆိုတာကျိန်ချင်းကိုခံတဲ့လူကိုချိတ်ထားခြင်းဖြစ်တယ်ငါတို့ရဲ့ကျိန်ချင်းကိုယေရှုလဝါကားတိုင်မှာကျိန်ချင်းအမင်္ဂလာအားလုံးကိုခြေပပေးဖို့ခြေပြက်ပေးဖို့ရာတရားခြေပေးဖို့အပြည့်ရအဖို့အခကိုလုံးဝလက်ဝါကားတိုင်မှာအရှက်တကွဲအကျိုးနေချအပြင်တင်းနဲ့ကျွန်ုပ်တွေ့ကြုံရမယ်ခံစားရမယ်ဝေဒနာအလုံးစုံတင်းရင်မပြီးဘူးတင်းရဲ့ဝိညာဉ်ထာဝရစီရင်ခြင်းထာဝရတည်ခြင်းရောက်မဲ့တင်းနဲ့ကျွန်ုပ်ရဲ့ဝိညာဉ်ကို